မင်ဒီနေ့ထိုင်းရိုးရအစားအစာဝတ်သားတာကူလုံးပြမှာပဲဖြစ်ပါတယ်ရှင်မင်ငငယ်လေးကလေးကဈေးမှာခဏဝယ်စားဖြစ်တဲ့အကြိုက်ဆုံးထိုင်းတေးစားတစ်ခုဖြစ်ပါတယ်ရှင်တာကူလုံးတဲ့အစေ100 gram ကိုရေမြုပ်တယ်ဆိုရုံလေး30မိနစ်ခန့်စိမ့်ပေးရပါမယ်ရှင်နှုတ်စင်ထားတဲ့ဝတ်သားကိုအနက်မညီအောင်လို့ဂျင်းရည်နဲ့15မိနစ်ခန့်နှက်လိုက်ပါတယ်ရှင်အိုးထဲစီအနေငယ်ထည့်ပြီးတော့နှုတ်စင်ထားတဲ့ကြက်တွန်နီးကြက်တွန်ဖြူထည့်ကြော်ပေးရပါမယ်ရှင်အနက်မွေးလာပြီဆိုလို့ရှိရင်အသားထည့်ပြီးရောကြော်ပေးရပါမယ်ရှင်အရသာအနေနဲ့မင်ကတော့ခယူးစီတစွန်းလဲငံပြားရဲ့အကြီးတစွန်းစားချက်သားမုံအနေငယ်ကင်းမွန်ငံပြားရေတစွန်းရေအနေငယ်ထည့်ပြီးရောအသားကျက်သွားတဲ့အထိကြော်ပေးရပါမယ်ရှင်တာကူစားကောင်းဖို့ကဒီဝတ်သားအနစ်လေးကအသက်ဖြစ်ပါတယ်ရှင်ဝတ်သားအနစ်စစ်စီးလေးဖြစ်သွားအောင်လို့ကြက်ဥတစ်လုံးပြောင်းဖူးကော်မုံတစွန်းထည့်ပြီးရောနန့်အောင်မွေပေးရပါမယ်ရှင်စီကက်အနေထားရောက်သွားပြီဆိုလို့ရှိရင်အနစ်ကိုမကြီးမသေးအနေထားလေးလုံထားပေးရပါမယ်ရှင်တာကူကိုရေချအောင်စစ်ပြီးပြီဆိုလို့ရှိရင်လက်ပေါ်မှာပြပြလေးဖြစ်အောင်လုပ်ပြီးတော့ဝတ်သားလုံးအနစ်ကိုထည့်ပြီးထုတ်လိုက်လို့ရပါပြီရှင်တက်လေးဖြစ်အောင်လို့တေချာလေးတာကူနဲ့လုံးပေးရပါမယ်ရှင်ဝတ်သားအစားကြက်သားနဲ့လည်းထည့်လုပ်လို့ရပါတယ်ရှင်ဝတ်တာကူကိုမင်ငယ်တုန်းကဈေးမှာခဏဝယ်စားဖြစ်ပါတယ်အခုနောက်ပိုင်းမှာတော့ရောင်းတာကိုတိတ်မတွေ့တော့ပါဘူးရှင်မင်လိုကြိုက်တယ်ဆိုလို့ရှိရင်တော့လိုက်လုပ်ကြည့်ကြပါရှင်အိုးထဲမှာရေထည့်ပြီးတော့တာကူလုံးကိုမိနစ်30ခန့်ပေါင်းပေးရပါမယ်ရှင်ဒီလိုလွယ်ကူကူနဲ့ပဲအရန်မွေးပြီးတော့အရန်စားကောင်းတဲ့ဝတ်သားတာကူလုံးရရှိသွားပါပြီရှင်ပို့ပြီးတော့အရသာရှိအောင်လို့ကြက်တွန်စီအနေငယ်ထည့်လိုက်ပါတယ်ရှင်ဗီဒီယိုဆုံးကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်